Story Stories ကနေကြိုးဆိုပါတဲ့ကလေးတို့ရေဒီနေ့မမပြောပြမယ်ပုံမြင်လေးကတော့ပညာရှိယုံကလေးနဲ့ရှော့နွန်တဲ့ကကြားကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ကဲပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်။တခါတုန်းကကြားကြီးတကောင်ဟာတောနတ်ထဲကရှော့နွန်အိုင်ထဲမှာညစ်နေပြီ။ကဲကြပါအောင်လို့အော်ဟစ်နေရှာတဲ့။အဲ့ဒီအချိန်မှာဖြတ်သွားတဲ့ယုံကလေးကတနာသွားပြီ။တကိုင်းတစ်ထောင်နဲ့ကြားကြီးကိုခက်ခက်ခဲခဲဆွဲတင်ပေးလိုက်တယ်တဲ့။ဒါပေမဲ့ကြားကြီးဟာကုန်းပေါ်ပြန်ရောက်တာနဲ့ကျေးဇူးရှင်ယုံကလေးကိုငါဗိုက်စာနေပြီမင်းကိုစားရမယ်လို့ပြန်ပြီးထိန်းချောက်ပါလေရောဒါနဲ့ယုံကလေးကစဉ်းစားပြီးကြားကြီးကိုမင်းဘလို့ပိတ်မိနေတာလဲဆိုတာတစ်ခေါက်လောက်ပြန်ပြပါအောင်အဲ့ဒါပြီးတော့မှငါ့ကိုစားပါလို့ပြောလိုက်တယ်အဲ့ဒီတော့ကြားကြီးဟာရှွန်ထဲကိုပြန်ဆင်းပြပြီးရှွန်တော်အိုင်ထဲမှာနစ်သွားပါလေရောတဲ့ကလေးတို့ရေဒီပုံမြင်ကလေးကနေမမတို့တင်ယူရမှာကတော့ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူကိုဘယ်တော့မှပြန်ပြီးရံမပြုတ်ရဘူးအခက်ခဲကြုံလာရင်လဲရုံးကလေးလိုဉာဏ်ပညာကိုကောင်းကောင်းအသုံးချတတ်ရမယ်မကောင်းကြံတဲ့သူဟာတနေ့မှမကောင်းတဲ့အကျိုးကိုပဲပြန်ခံစားရမှာမို့လို့အမြဲတမ်းစိတ်ကောင်းထားကြရအောင်နော်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်အားလုံးပဲတက်တာ